ကျွန်တော်ဖုံးစီကနေထူးခြားတဲ့သတိပေးတန်တစ်ခုမြည်လာခဲ့တယ်မျက်နှာပြင်ကိုလှမ်းကြည့်လိုက်ုံနဲ့တင်ကျွန်တော်သွေးတွေအေးခဲသွားတော့တာပဲဒီမီယန်တောင်ရဲ့လေရင်ပြတ်ကျသွားပြီးအသက်ရှင်ကျန်ရည်သူမရှိကျွန်တော်တကိုယ်လုံးပြိုလဲလို့နီးပါးဖြစ်သွားပြီးကိုခန္ဓာတစ်ခုလုံးလည်းမထိန်ချုပ်နိုင်အောင်တုံရင်လာခဲ့တယ်ကျွန်တော်ရဲ့အရင်ဘဝတုန်းကကျွန်တော်တည်ဆုံးသွားချိန်မှာအဖေဟာကျွန်တော်မင်္ဂလာဆောင်ကိုရောက်နေခဲ့တာဆာယာဖီနာကကေးလက်ကိုကျွန်တော်ရဲ့ဝတ်စုံအပြည့်စုံဝတ်ဆင်ပေးပြီးနှာခေါင်းစီးတဲ့ခုတက်ပေးထားခဲ့ပြီးတော့လူတိုင်းကိုကျွန်တော်ဓာတ်မတည့်မှုအပြင်းထန်ဖြစ်နေလို့မျက်နှာမပြနိုင်တာလို့ပြောခဲ့တာကေးလက်နဲ့ကျွန်တော်ကအရက်မောင်းတူပြီးသူကနည်းနည်းလေးပဲပိုပိန်တဲ့အတွက်ဘသူမှဒီလူလဲလှယ်မှုကိုသတိမထားမိခဲ့ကြဘူးကျွန်တော်သတိမသွားခင်နောက်ဆုံးမြင်လိုက်ရတဲ့မြင်ကွင်းကတော့ကေးလက်ကဆာယာဖီနာရဲ့လက်ကိုကင်ပြီးအตาအယာနမ်းရှုံနေတာပဲအဖာကကျွန်တော်ကိုတွဲကူပေးခဲ့တယ်ကျွန်တော်သူ့ကိုဒီသတင်းစကားတိုးတိုးလေးပြောလိုက်တော့သူ့မျက်နှာပြနှမ်းသွားခဲ့တယ်သူကကျွန်းတော့ကိုပွဲတဲကနေအမြန်ခေါ်ထုတ်သွားတော့တယ်ကားပေါ်မှာကျွန်တော်လန်ဒန်မှာရှိတဲ့အဖေလူတွေစီအသေးအတန်ဆက်သွယ်ဖို့စူးစမ်းခဲ့ရမယ်ဘသူမှဖုံးမကင်ခဲ့ကြဘူးဘာလို့ရမလဲလို့စဉ်းစားနေတော့မှပဲလမ်းပေါ်မှာကားချုပ်ပေါ်လာပြီးကျွန်တော်တို့စီကိုအကြမ်းပူတိုက်မဲ့အရှိန်နဲ့မောင်းနှင်လာခဲ့တယ်ကျွန်တော်တို့ဒရိုင်ဘာကကျွမ်းကျင်ပေမဲ့လည်းဒီလိုပိတ်ဆို့တိုက်ခိုက်မှုကနေလွတ်မြောက်နိုင်ခြင်းမရှိခဲ့ပါဘူးနားကွဲမတက်အော်ဟစ်တန်တစ်ခုထွက်ပေါ်လာပြီးနောက်အရာအားလုံးမောင်းတိကျသွားခဲ့တယ်ကျွန်တော်ပြအနိုးလာတဲ့အချိန်မှာတော့တကိုယ်လုံးစူးစူးရှားရှားနာကျင်နေခဲ့ရတယ်ကျွန်တော်ကိုပို့ပြီးထိတ်လန့်သွားစေရဲ့အချက်ကတော့လက်တွေခြေထောက်တွေကိုဘာမှမခံစားရတော့တာပဲကျွန်တော်ရောက်နေတာကပျက်စီးယိုယွင်းနေတဲ့အခန်းတစ်ခန်းထဲမှာကူလားထိုင်ပေါ်မှာလူတစ်ယောက်ကငြိမ်သက်စွာထိုင်ပြီးကျွန်တော်ကိုစောင့်ကြည့်နေခဲ့တယ်ထင်းနီဒီပဲသူမကကျွန်တော်စီလျှောက်လာခဲ့တယ်တခင်ရှင်မဲဆိုတာကျမသိနေခဲ့တယ်လို့သူမကဆိုတယ်သူမရဲ့အတန်ကဝင်ပြီးရှက်ကွဲနေတဲ့အတွက်ပို့ပြီးတော့တောင်မောက်မာရဲ့ဆက်ပုံပေါက်နေခဲ့တယ်သူမလှုပ်ရှားပုံကိုကြည့်ခြင်းအပြင်ခြေထောက်တွေလုံးဝပြန်မကောင်းသေးဘူးဆိုတာကျွန်တော်သိနိုင်တယ်အခင်ကတကယ်ကိုနှလုံးသားမရှိတဲ့သူပဲကျမရှင့်ပေါ်ဒီလောက်ကောင်းခဲ့တာကိုရှင်ကဘာမှမစင်စားပဲကျမကိုဒုက္ခိတဖြစ်အောင်လုပ်ခဲ့ရနော်ဒါဆိုတာကရှင်ရဲ့ကလဲစားချေမှုပေါ့အဖေကတကယ်ပဲတည်သွားပြီလားလုံးဝမတည်ပါဘူးကျွန်တော်စိတ်သက်သာရမှုတွေလိုက်တက်လာခဲ့တယ်အဖေဘေးကင်းပါတယ်မင်းကကျွန်တော်ကိုမြခေါ်ဖို့လုံခြုံစိတ်ချရတဲ့လိုင်းကနေသတင်းတူပို့ခဲ့တာပေါ့အဲ့ဒါကတန်ရဲ့လားယောက်ျားတစ်ယောက်အတွက်လားကျမလည်းမသိဘူးလို့သူမကဆိုတယ်ဒါပေမဲ့ရှင်ဒီလောက်ထိရက်ဆက်နိုင်လိမ့်မယ်လို့ကျမဘယ်တော့မှမထင်ခဲ့ဘူးကျွန်တော်ဘာလို့ရက်ဆက်ခဲ့ရလဲမင်းဒီလားကျွန်တော်သူမကိုစိုက်ကြည့်လိုက်ပြီးမျက်လုံးချင်းစုံလိုက်တယ်ထင်းနီဒီကကျွန်တော်ကိုအတိတ်ပဲဖော်ရခတ်တဲ့အမူအရာနဲ့ကြည့်နေခဲ့တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကတကြိမ်တည်ဘူးလို့ပဲသူမခေါင်းကိုဆက်ခနဲမော့လာပြီးမျက်လုံးတွေပြူးကျဲသွားခဲ့တယ်ကျွန်တော်ဘလို့တည်ခဲ့လဲမင်းဒီလားကျွန်တော်ရဲ့လက်တွေခြေထောက်တွေရိုက်ချိုးခံရပြီး6ထဲကိုအပြစ်ခံခဲ့ရတာအဲ့ဒီနောက်ဘာဖြစ်လဲတီလာတော်ခွေးတွေရောက်လာကြတယ်သူတို့သွေးညီနေရသွားကြတာအုပ်စုလိုက်ကြီးပဲသူတို့တွေကျွန်တော်ဘိုက်ကိုဆွဲဖြက်ဦးတွေကိုဆွဲထုတ်ပြီးစားတော့ပွဲလုပ်ကြတယ်ကျွန်တော်မျက်လုံးတွေကိုလည်းကိုက်စားကြတယ်သူတို့တကောင်ချင်းစီကသူတို့ရဲ့ထက်မြက်တဲ့သွားတွေနဲ့ကျွန်တော်သားတွေကိုကိုက်ခဲကြတာထင်းနီဒီအဲ့ဒါကဘလို့ခံစားချက်မျိုးလဲမင်းထင်လဲကိုအရှင်လက်လက်အရေးကွန်ကွာစားခံနေရတာကိုကြည့်နေရတာလေကျွန်တော်စကားလုံးတွေကိုစိတ်ဆိုးမှန်ဆိုးနဲ့ထွေးထုတ်လိုက်တယ်သူမထိတ်လန့်တုန်လှုပ်သွားပြီးမယုံကြည်နိုင်လောက်အောင်စိုက်ကြည့်နေခဲ့တယ်သူမခြေထောက်တွေကိုကွေးချလိုက်ပြီးခေါင်းကိုစုပ်ကင်ကကိုခန္ဓာတစ်ခုလုံးတုံရင်နေခဲ့တယ်သူမတကယ်ထိတ်လန့်နေတာလားဒါမှမဟုတ်ဟန်ဆောင်နေတာလားဆိုတာကျွန်တော်မသိတယ်လို့စိတ်လဲမဝင်စားဘူးဒါဆိုအဲ့ဒါကျမပေါ်လို့သူမကတိုးတိုးလေးရေရွခဲ့တယ်ဟုတ်တယ်လို့ကျွန်တော်အေးဆက်ဆက်ပြောလိုက်တယ်မင်းနဲ့ဆာယာဖီနာပဲကျွန်တော်မင်္ဂလာဆောင်မှာမင်းတို့ကကေးလက်အတွက်လန်ကင်းပေးဖို့ကျွန်တော်ရိုးတွေကိုရိုက်ချိုးခဲ့ကြတယ်ဒါမှသူကဆာယာဖီနာနဲ့လက်ထပ်ပြီးစီးစိမ်ရှိနေနိုင်မှာမို့လို့လေထင်းနီဒီကဒူးထောက်ပြိုလဲသွားပြီးသူမရဲ့နဘူးကိုညစ်ပတ်နေတဲ့ကျမ်းပြင်ပေါ်အနှိုက်ထားခဲ့တယ်သူမရဲ့ကိုခန္ဓာတစ်ခုလုံးရှိုက်ကြီးတင်ငိုကြွေးမှုနဲ့အတူတုန်ခါနေခဲ့တယ်ဒါကြောင့်မို့လို့ရှင်ကျမကိုမုန်းနေခဲ့တာပေါ့ကျမကိုဒုက္ခိတဖြစ်အောင်လုပ်ခဲ့တာပေါ့မင်းကိုငါတက်ချင်တယ်လို့ကျွန်တော်တည်ငြိမ်စွာပြန်ပြောလိုက်တယ်ထင်းနီဒီဘာမှထပ်မပြောတော့ဘူးနာကျင်မှုတွေကသာကျွန်တော်ရဲ့တူးတဲတော့အဖော်ဖြစ်ရှိနေရင်ကျွန်တော်သတိမေ့သွားခဲ့ပြန်တယ်ပြန်နိုးလာတဲ့အချိန်မှာတော့သူမှမရှိတော့ဘူးကျွန်တော်လှုပ်ရှားဖို့စူးစမ်းခဲ့ရင်မဲ့လက်ခြေတွေကတော့လှုပ်ရှားလို့မရသေးပါဘူးကျွန်တော်လက်တွေခြေထောက်တွေမှာဒဏ်ရာနာတရဘာမှမတွေ့ရဘူးရချိုးခံထားရတဲ့ပုံစံမျိုးလည်းမဟုတ်ဘူးထင်းနီဒီကအဲ့ဒီညမှာပဲပြန်ရောက်လာခဲ့တယ်သူမကကျွန်တော်ကိုဝီချဲပေါ်တင်ပြီးနောက်ထပ်နေရာတစ်ခုစီခေါ်သွားခဲ့တယ်အဲ့ဒါကဆာယာဖီနာဘတ်ရဲ့အိမ်ပဲသူမကကျွန်တော်ကိုတားနာစွာပြင်ဆင်ထားတဲ့အခန်းတစ်ခန်းထဲမှာပစ်ထားခဲ့ပြီးပြတင်းပေါက်ကနေပျောက်ကွယ်သွားခဲ့တယ်ခဏအကြာမှာတော့တကားပွင့်လာခဲ့တယ်ကေးလက်ပဲသူအရင်ကလှုပ်ယူထားတဲ့အားငယ်တုံလှုပ်တတ်တဲ့ပုံစံတွေမရှိတော့ပဲမောက်မာလုံးနဲ့အမူအရာတွေနဲ့အစားထိုးဝင်ရောက်နေခဲ့တယ်ကဲဒါဘသူလဲကြည့်ဆက်ဦးကြီးမြတ်လာတဲ့လူကတ်တောင်ပါလာအခုရှင်းပုံစံကိုလည်းကြည့်ဦးကျွန်တော်ဘာမှမပြောပဲသူ့ရဲ့တနာစရာကောင်းတဲ့အောင်နိုင်သူအမူအရာကိုပဲစောင့်ကြည့်နေခဲ့တယ်ဆာယာဖီနာကကျမနဲ့လက်ထက်တော့မှရှင်အဲ့ဒါကိုတီလာသူမကကျမကိုတိတ်ချစ်တာကျမပြောသမျှအကုန်လုံးမှာပြီးတော့ထင်းနီဒီကလည်းကျမအတွက်ကြောင့်ရှင်ကိုနာကျင်အောင်လုပ်ခဲ့တာပဲဒုက္ခိတတယောက်ဖြစ်ရတာဘလို့လဲကေးလက်ကရှေ့ကိုတိုးလာပြီးကျွန်တော်မျက်နှာကိုခက်ပြင်းပြင်းတစ်ချက်ရိုက်လိုက်တယ်စိတ်လှုပ်ရှားမှုတွေကသူ့မျက်လုံးထဲမှာဖြစ်ပြေးသွားခဲ့တယ်သူအဲ့ဒီအရာတာကိုခံစားရင်ကျွန်တော်ကိုနောက်တစ်ချက်ထပ်ရိုက်ပြန်တယ်ကျွန်တော်ခေါင်းဘေးဘက်ကိုလဲထွက်သွားခဲ့တယ်သူကျွန်တော်ပေါ်စီးမိုးကြည့်လိုက်တယ်ဒါတွေအားလုံးရှင်းပြစ်တွေကျမမေထောင်ထဲရောက်နေပြီဒါပေမဲ့တိတ်ပြီးတက်တောင့်တက်တာမနေပါနဲ့ဦးရှင်းရဲ့ကောင်းစားတဲ့နေ့တွေလည်းကုံဆုံးသွားပြီ